မျက်လုံးလေးဆိုရင်ကြတော့3လုံးတော့လှည့်လို့ရတယ်哇，俺都今天农民们收不来包鸡呗，妈喂， အေးဘာတော့妈喂，鸡鸭鸭都要干啦？ ဟုတ်တယ်နူဗီပါရှင်400%ပေါက်ကြီး 哦，俺说这边的包有没？ ဟေးနေမတော့အများကြီးပဲနော်ဘလိုင်းပေါက်တွေကတကယ်ယူမလို့လား 好的，没啊，都才有姑娘背篓了，咱们有在这不来包有了，啊，咱们家有没？ ဟိုလေးဗာလေဂျီနူတို့ရဲ့ page မှာတင်ထားတယ်လေဟို1 set အထည်တွေအများကြီးကိုပြောရလား 好的， အရေးအတွက်9000လောက်ရှိတယ် 姑娘讲， အဲ့ဒါအကုန်လုံး 公阿姨， ဟဲလိမ်မာလိုက်တာโอเคဒါဆိုရင်ရွေးဘယ်အယူမလဲဘယ်ပေါက်ယူမလဲကာလာလေးတွေကတော့ 多少来？ တော့လားအဆန်းပေါ့နော်သူက 珊珊，比我拍过你苗一呗， အဲ့လိုလား 好的嘞， စီးကွယ်ငါ့ဝိုင်တော့ဒီဟာကြီးကတစ်ခါမှမဖောက်ဘူးသေးဘူးနိုမီရဲ့ဒီမှာလည်းရှိတယ်နော်ဘယ်ဖောက်ကိုရေးချက်ခြင်းလဲ 一你米你买你么，几百来个月把热，来有没？来有没？ โอเคဒါကြီး 耶！ ဒီဘက်မှာ secret ကြီးတာပဲဒီ 哇， โอ้ 买的，secret ကြီး耶，ဖောက်တော့မယ် မဝိုင်လည်းရင်ကောင်းနေပြီ400%ယူတစ်ခါမှမဖောက်ဘူးသေးဘူးလိုင်းလာတော့ဖောက်ဘူးတယ်ဒီနိုမီဘာရှင်းတော့မဖောက်ဘူးအမြဲတမ်းပေါ့နော်နိုမီတွေကအသေးဆိုင်မှာတော့မှ तू ကတော့တခြားဟာတွေထက်ကိုပို့ပြီးတော့ထူးဆန်းတာလေးတွေပါတယ်ပေါ့နော်အဲ့တော့ကြတော့အရောင်ရင်ကုန်ကောင်းသွားပြီဖောက်မယ်ဟာ ဟိုးလာလိုက်တော့မူချလေး ဟိုချာလေးလှလှလိုက်တာ အိုးထီရလေးလည်းလာရတာပါ နူဘလာတဲ့ နူဘလာ ဘလာတဲ့โอเคကဲ စားပါဝဲ ဒီဘက်က secret ကကြတော့လက်ချစ်တယ် ဒီကနေပြီးဖောက်မယ်ဝါ Oh my god oh my god ဘယ်လိုကြအောင် What what ကမတီလာ တော့ဒီလိုကြီး ဒီစနာပဲဗော ဒီမှာထပ်ပါသေးလားမသိကတ်တော့ မကြည့်နဲ့မောင်မကြည့်နဲ့ မကြည့်ဘူးဟိုလေ pizza စီပါလားဆိုလန့်ကြီးအောင်မပါဘူးဒီထဲမှာပဲဖြစ်မှာ Okay Oh my god what is this ဝါဟဲ့ secret လား secret လား ဝါချစ်စရာလေး ဒါရဲ့ Oh my god တော့ So cute နော် ပြန်မကက်ကလေး ရောင်လေးရကြတာ chocolate ရောင်လေး ဟုတ်တယ် နော် chocolate ရောင်လေးရယ်ဖေးပြသပင်းအပေါ်မှာဆိုဖေးပြလေးကြီးလည်းပါတယ်မျက်လုံးလေးဆိုရင်ကြတော့3လုံးတော့လှည့်လို့ရတယ်သူ့ရဲ့မျက်နှာအနေထားလေးကလည်းတအားအထာကြတယ်နော်တအား cute လားနော် ဟုတ်တယ် so cute so cute သူ့ရဲ့အုတ်ထုပ်ကလေးကိုစောင်းကြည့်မယ်အုတ်ထုပ်ကလည်းလုံးဝအောင်မိုက်တယ်နော်ဒီနားလေးကဟိုးပွားလေးတွေဆိုရင်လုံးဝလေလိန်ထားတာ witch တွေစောင်းနေလေအုတ်ထုပ်လိုပုံစံမျိုးပါတော့လေအရောင်မိုက်တယ်အတွင်းအသားကလည်းဒီလိုမျိုးလေးအိဆန်တာပဲလူတော်ဆောင်လို့ရတော့လေကြည့်လို့လားငေးရဆောင် ရရဲ့ပတ်တီပဲ တီပဲ အောက်ထုတ်ကဒီနုနဲ့တော့တော်ရဲ့ဝါချစ်စရာ twinkle လေး လေးနော် twinkle လေးတော့ကြောင့်မမောင်တို့ပောက်သွားကြ twinkle လေးကိုလည်း mushroom အုပ်ထုပ်လေးစောင်းပေးလိုက်ပြီချစ်စရာကောင်းလား